အုံနောက်ထဲမှာအချက်လက်တွေကိုဘယ်လိုမျိုး process လုပ်လဲဆိုတာကိုသိချင်လားဒါကတော့ part 2ပဲဖြစ်ပါတယ်အရင် video ထဲမှာကျတော့ information processing ဆိုတာဘာလဲပြောရတယ်ဒီအချက်၄ချက်ဖြစ်တဲ့ exposure attention interpretation and memory ဒီ၄ချက်ကိုအင်္ဂလိပ်ဆို exposure တောင်းကိုပြောသွားဖြစ်ပါတယ်ဒီနေ့ video မှာကျတော့အင်္ဂလိပ်ဆို attention တောင်းပြောပါမယ် information processing ကိုဘာလို့အရေးကြီးရလဲဘာလို့သိတဲ့တာလဲဘာဖြစ်လဲဆိုတော့ကိုကြော်ညာလုပ်တဲ့ခါကြလို့ရှိရင်ကို advertisement တွေလုပ်တဲ့ခါကြရင်ကို product ကိုကြီးညာခြင်းတဲ့ခါကြလို့ရှိရင်ဒီဟာတွေသိထားလို့ရှိရင်ပို့ပြီးတော့ထိရောက်ပါစလိုက်ကြရအောင်နံပါတ်1 attention စူးစိုက်မှုမှာနှစ်ခုရှိပါတယ်ပထမချက်ကတော့ reflexive နဲ့ဒုတိယချက်ကတော့ selective ဖြစ်ပါတယ် reflexive ဆိုတာကဘာလဲဆိုလို့ရှိရင်ကိုက capture attention ဖြစ်သွားကိုရဲ့ attention ကိုဒီ advertisement ဒီ marketing ကရသွားတာselective ဆိုတာဘာလဲ selective ဆိုတာကျတော့ကိုက pay attention ကိုလုပ်တာလုံးဝအာရုံစူးစိုက်မှုကိုကိုကရသွားတာအဲ့တော့ကိုရဲ့ advertisement တွေကိုဘာဖြစ်စေချင်လဲဆိုလို့ရှိရင် selective ပဲဖြစ်စေချင်ပါတယ်လို့ဆိုအဲ့တော့မှ consumer တွေကတခါတည်း pay attention ဖြစ်မှာတခါတည်းကိုကအာရုံစူးစိုက်မှုတန်ရသွားမှာပေါ့နော်အဲ့တော့ကြောင့်မလို့ selective ဖြစ်အောင်ဘယ်လိုလုပ်ရမလဲ selective ဖြစ်အောင်လုပ်ရမယ်ဥစ္စာတွေကတော့ Agnes အရင်ကဗီဒီယိုထဲမှာပြောထားရရှိပါတယ် size တွေအရင်ရေးကြည့်ပါတယ်ကိုရဲ့ပေးချင်တဲ့ message ကကြီးကြီးဖြစ်ရမှာလေနံပါတ်2 color and contrast အဲ့တော့ color သုံးတဲ့ချိန်မှာလဲပေါ်တဲ့ဥစ္စာ pop ဖြစ်တဲ့ဥစ္စာတွေတော့ရမယ် isolation ကြောင်းနေတဲ့အင်္ဂလိပ်ဆိုပြောသွားတယ် movement ကြောင်းနေလည်းပြောသွားပါတယ်ဒီဟာမျိုးတွေနဲ့အင်္ဂလိပ်ဆိုက selective attention ကိုရအောင်ယူလို့ရပါတယ်သူတို့ customer တွေလုံးဝလွဲအောင်မလုပ်ဘဲနဲ့ဒီဥစ္စာကိုတခါလေး pay attention တခါလေးဖြစ်အောင်စွဲယူလိုက်လို့ရပါတယ်ကိုယ့်ရဲ့ target လုပ်ချင်တဲ့ market ရဲ့ attention ကိုရသွားပြီဆိုလို့ရှိရင်သူတို့ရဲ့အုံနောက်ထဲကိုဓာတ်ရိုက်ကိုယ့်ရဲ့ SD ကဝင်သွားပါပြီဝင်သွားပြီဆိုလို့ရှိရင်မှကိုကတခြား message တွေကိုပေးချင်တာပေးလို့ရပါတယ်ဒါတွေကတော့ဒုတိယဆင့်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်